အရှုံးတော့ကောင်းတဲ့သင်ခန်းစာမရှိဘူးအောင်မြင်မှုကနေဘာသင်ခန်းစာမှမရအောင်မြင်မှုဆိုတာပန်းနိုင်ပဲမင်းအလံချိတ်တဲ့ချိန်ပဲအဲ့ဒီအတွက်တက်ခဲ့ရတဲ့လေကားတွေကပိုးပင်ပန်းတယ်အဲ့ဒီလေကားတွေတတိချင်းစီမှာမင်းတို့ပညာတွေချင်းပညာဆိုတော့အောင်မြင်မှုကရတာမဟုတ်ရှုံးနေမှုကနေရရှုံးမှမကြောက်နဲ့ဘမောအမြဲတမ်းပြောတယ်တို့ငယ်ငယ်တော့ကလေးတွေလမ်းလျှောက်ခါသားတော့တတိမရှိဘူးလို့လမ်းလျှောက်ခါသားတော့ဘုံတို့တော့တတိရှိလမ်းလျှောက်တဲ့လဲတယ်ပြန်ထားတယ်လမ်းလျှောက်တဲ့လဲတယ်ပြန်ထားတယ်အခုကျတော့နည်းနည်းလေးခက်ခဲတွေ့တာနဲ့ပြန်မထကျင်တော့စိတ်က growth mindset ကလေးလောက်တော့မင်းတို့ကတော့ကတနေ့သားဝင်းကျင်လောက်ကလာသားဝင်းကျင်လောက်ကဆရာတတိမရှိတော့ဘူးအကုန်လုံးငပြင်းနေငထုံနေလူညံ့နေဖြစ်သွား growth mindset ကတို့လေးဘက်သွားရနေပြီးတော့အကျဉ်းချင်းလဲပြီးမှမတက်ရနိုင်အဲ့ဒီစိတ်ကိုကလေးစိတ်မင်းတို့ပြန်မွေးကလေးစိတ်ပြန်မွေးရဲရင်ပြန်ပြီးတော့မင်းတို့ရက်တည်ဘလောက်မှမဘလောက်ကက်အမှားသေးသေးလေးတွေများများမှအောင်မြင်မှုရအောင်မြင်မှုဆိုတာအမှားသေးသေးလေးတွေနဲ့တိဆောက်ထားအဲ့ဒီအမှားတိုင်းမှာမင်းတို့သင်ခန်းစာယူကြဖို့လိုတယ်ဘောပေါက်ရလားမမှားဘူးတဲ့သူအောင်မြင်တဲ့သူတယောက်မှမရှိဘူး